ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ kindergarten ဆိုပြီးတော့ပေးထားတဲ့ဒီ WordPress website လေးကို infinity free မှာတင်ပြမှာပါเนาะလို့တင်မလဲပေါ့เนาะအဲ့တော့ဒါအခုမှစပြီး WordPress ကိုလုပ်မဲ့သူတွေဆိုရင်ဒီအခမဲ့ရတဲ့ infinity free ကတော့တကယ်ကိုကစားကွင်းကြီးပေါ့เนาะကြိုက်သလိုလုပ်ဘာမှကုန်ကျစရိတ်မရှိဘဲနဲ့ဒီ sub domain လေးသုံးပြီးတော့website တစ်ခုအလွယ်လေးရတဲ့နေရာလေးဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာတင်ထားတာ mywordpresspage.gt ပေါ့เนาะအဲ့ဒီ website လေးကိုယင်ကြည့်အောင်အဲ့တော့ internet line ပေါ်မူတည်ပြီးတော့အနေအမြန်လေးတော့ရှိမယ်ပေါ့เนาะအဲ့ဒါကတော့ကိုရဲ့ internet line ပေါ်မူတည်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်က WordPress တစ်ခုလေးတင်ထားတယ်ပေါ့เนาะရှောက်ပြီးတော့စမ်းကြည့်ထားတာပေါ့เนาะcustomify ဒီလိုကမှာ customify ဒီ theme လေးอ่ะဆိုရင်တော်တော်လေးကောင်းတယ်ပေါ့เนาะကိုလိုကစားလို့ရတယ်မြန်မာတွေနဲ့လည်းတင့်တော်မယ်လို့တော့ထင်တယ်ပေါ့เนาะ website တော်တော်မျိုးစားနေဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်က local မှာရှိတဲ့ဥစ္စာကိုဒီ infinity free ကိုတင်ပြမှာပေါ့เนาะဒါကကျွန်တော် local website ကလေးမှာဒီ kindergarten ဥစ္စာလေးကိုအပေါ်ဘယ်လိုတင်မလဲပေါ့အပေါ်မှာတိုက်ရိုက်ဘာကြောင့်မလုပ်ကြတာလဲလို့မေးမယ်ဆိုရင်တော့အမျိုးမျိုးကြောင့်ပေါ့เนาะ limitation တွေရှိတယ်အခက်အခဲတွေရှိတယ် local မှာတေးကြပြီးဆိုမှအပေါ်ကိုသွားတာတော့ဒါအများလုံးနေကြလို့ကျွန်တော်မြင်နေပေါ့เนาะအစင်သစ်ဖြစ်မှပဲသွားတာကောင်းတယ်ပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကြည့်ကြရအောင်အဲ့တော့ပထမဆုံးကျွန်တော်တို့ကဘာလုပ်မလဲသူ့ရဲ့ local folder ပေါ့เนาะ folder ကိုကျွန်တော်တို့ zip ချုပ်နေပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော် folder ဒီမှာထားလဲဆိုတော့ကျွန်တော်တို့ local မှာဆိုရင်တော့ကျွန်တော်တို့က XAMPP ပေါ့เนาะ sam ကို sam ထဲဝင်မယ်ကိုယ့်ရဲ့ htdocs ထဲဝင်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် test team ဆိုပြီးတော့ကျွန်တော်တို့ပေးထားတာပေါ့เนาะအဲ့တော့ပြန်ကြည့်လိုက်ရင်ကိုယ့်ရဲ့ test team ဆိုတာဒီဥစ္စာလေးပါ local host ထဲကနေဒါလေးကိုခေါ်တာဆိုတော့ဒီထဲမှာရှိတဲ့ဥစ္စာကိုကျွန်တော်တို့ယူသွားမှာပေါ့เนาะအဲ့တော့ဒီထဲမှာမဆိုင်တဲ့ဥစ္စာတွေကျွန်တော်ဖြတ်ပစ်လိုက်မယ်ပေါ့เนาะအဲ့တော့ဒီ zip file ကတော့မယူတော့ဘူးအဲ့တော့ဒီကောင်လည်းမလို့ okay အဲ့တော့ file ကိုတင်မယ်ဆိုရင်ကျွန်တော်တို့စဉ်းစားမှာဘာလဲဆိုတော့ file size ပေါ့နော်အဲ့တော့ပြဿနာကကျွန်တော် infinity free ဆိုတာအလကားတော့ပေးထားပေမဲ့လည်းသူကသူ့ server ကိုဖြတ်တဲ့ဒီနှုံးတွေကိုတော့တားထားတယ်ဥပမာ100မကျော်စီနဲ့ပေါ့နော်အဲ့လိုလား100မကျော်စီနဲ့ဆိုတော့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့နင်းအောင်ဆိုပြီးတော့ကျွန်တော်2 file ခွဲလိုက်တယ်ပေါ့နော်ဥပမာဆိုကြပါဆိုဒီကောင်တစ်ကောင်ပေါင်းရင်ဘယ်လောက်လဲပေါ့နော်အဲ့တော့ဒီကောင်ဆို31အဲ့ဒါဆိုမစိုးပေါ့နော်တစ်ချမ်းစီပေါ့ဗျာဆိုလိုတဲ့တဘောကတစ်ချမ်းစီဒီလို okay အဲ့လိုတစ်ချမ်းစီသွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ပို့ပြီးလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာမဆိုင်တဲ့ file လေးတွေကျွန်တော်ထားခဲ့မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကောင်ကို shift လေးနဲ့ select လုပ်ပြီးတော့မဆိုင်တဲ့ file လေးတွေကျွန်တော်တို့ထားခဲ့မယ်နော်ပြီးရင် zip ချုံလိုက်တာပဲနော်ဒါကိုဥပမာဆိုကြပါစို့7 zip သုံးတယ် internet မှာလကားရနိုင်တယ်7 zip လေးနဲ့ကျွန်တော်ချုံလိုက်မယ်okay testing အဲ့တော့ဒါကိုကျွန်တော်မှတ်မိအောင်1ပေါ့နော် define ရပြီ okay အဲ့တော့အပေါ်က admin နဲ့နှစ်ခုအတွက်က define 7 zip ပဲ zip အမျိုးအစားကိုပဲသုံးမယ်ပေါ့နော်7 zip ဆိုတဲ့အပေါ်7 zip နဲ့မတင်ဘူးရိုး zip နဲ့ပဲတင်မယ်ပေါ့နော်အဲ့ဒါမှအပေါ်မှာအများသုံးတာ zip ပဲဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့နောက်တစ်ခုရလာပြီအဲ့နောက်တစ်ခုကိုကျွန်တော်က number 2လုပ်ပေးမယ် okayဒါဆိုရင်ဒါကျွန်တော်တို့ဟိုလုပ်ပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော် database မှာကျွန်တော်တို့ကဒီမှာ local host ထဲမှာကျွန်တော် detail ရအောင်နေပြီလွယ်လွယ်လေးပဲဒါကျွန်တော် database ဖြစ်တဲ့ test theme ဆိုပြီးတော့ပေးထားတယ်ပြီး export လို့ပြောလိုက်မယ်အော် local server တွေဖြစ်တဲ့အတွက်ဟိုတိတ်တော့မတွက်ဘူးပေါ့နော်သူက development server ဖြစ်တဲ့အတွက်ရပြီအဲ့တော့ပြီးရင် export ဆိုတာကျွန်တော်တို့ထပ်နှိပ်လိုက်မယ်အဲ့တော့
69.0 kilobyte လေးပဲရှိတယ်ပေါ့နော်ကိုယ့်ရဲ့ data အချက်လက်များသလိုဒီ file size ကတော့တက်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကို folder လေးနဲ့ folder လေးဖွင့်ထားလိုက်မယ်အဲ့တော့ဒါပြီးရင်ဘာလို့တင်လဲလို့မေးကျွန်တော်တို့အပေါ်ကိုသွားတင်မှာဆိုတော့ဒီ local မှာစမ်းတဲ့ဥစ္စာက local/testing ဆိုပြီးတော့လုပ်ထားတာအပေါ်မှာရှိတဲ့ website ကကြတော့ကျွန်တော်တို့ mywordpress.php.gt ဖြစ်နေတယ်ပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ change ရမှာနော် change ရမှာဆိုတော့ကျွန်တော်ဘယ်လို change လဲဆိုရင်တော့ခုနပြောတဲ့ဒီ database ပေါ့နော် database ကိုကျွန်တော်က notepad++ လေးနဲ့ဖွင့်လိုက်တယ်အခုကွန်ပျူတာမှာ notepad++ machine တော့ပေါ်ကနေ down လို့ရတယ်ပေါ့နော်သူကတော့ရိုးရိုး note ထက်တာတယ်ပေါ့နော် coloring လေးလုပ်ပေးထားတယ်အဲ့တော့ဒီမှာကျွန်တော်တို့နည်းနည်းလိုက်ရှာလိုက်ပေါ့နော်ဟို local ဆိုတဲ့ဥစ္စာကိုကျွန်တော်ရှာလိုက်မယ် LOCAL ရှာလိုက်ရင်ဒီပါအဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့ကလဲရမှာဒီ website ကိုအဲ့တော့ကျွန်တော်တို့ဒါကိုစုစုပေါင်းဒီထဲမှာဘယ်လောက်ရှိလဲကျွန်တော်တို့ကောက်နေလို့ကြည့်အောင်73 match ပဲရှိတယ်အဲ့တော့73ခုရှိတယ်တစ်ခုချင်းစီလိုက်လဲမနေတော့ဘူးပေါ့နော်ကျွန်တော်တို့ကဘောအောက်စာနဲ့တခါလေးလဲမှာဆိုတော့ကျွန်တော်ဒီ website ကို copy ကူးလိုက်အဲ့တော့ copy ကူးလိုက်ပြီးတော့ဒီမှာ replace နဲ့လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် replace နဲ့လုပ်လိုက်အဲ့တော့ဒီကောင် HTTPS ရတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုနည်းနည်းလေးစမ်းကြည့်အောင် HTTPS HTTPS ရတယ်ဆိုရင်ကျွန်တော်တို့ဒီလဲတဲ့အခါမှာလဲကျွန်တော်တို့ HTTPS ထည့်သုံးလိုက်မယ်အဲဒါဆို secure ဖြစ်တဲ့သဘောပေါ့နော်အဲ့တော့သူနဲ့အချိုးအစားတူအောင်တော့လုပ်ရမှာပေါ့နော် slash လေးတွေပို့ပါမသွားအောင်ဆို 3D ထားမယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်လိုက်မလဲဒီ local host testing ကိုကျွန်တော်တို့ဥစားနဲ့ replace all လုပ်လိုက်မယ် okay အဲဆိုရင်အကုန်လုံးအဲ့ဒါဖြစ်သွားပြီဒါလေးပဲပြီးရင်ကျွန်တော်တို့ save လုပ်လိုက်မယ်အဲဒါဆိုအဆင့်တစ်ခုပြီးသွားပြီပေါ့နော် okay အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ infinity တဲ့ကို infinity free တဲ့ကိုသွားမယ်ပေါ့နော်သွားပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ file manager တဲ့ကိုဝင်မယ်ပေါ့နော် file manager တဲ့ကိုဝင်မယ်file manager ရဲ့ရောက်ပြီဆိုဒီ http.htdoc တဲ့ဝင်မယ်အဲ့တော့ဒီထဲမှာရှိတဲ့ဥစ္စာတွေအားလုံးကျွန်တော်ကဖြတ်ပြစ်မှာဒါပေမဲ့မဖြတ်ပြစ်ခင်မှာဘာလုပ်တင်လဲဆိုရင်ကျွန်တော်တို့ဒါလေးဒီ file လေးတစ်ခုတော့ download လုပ်ထားမယ်ပေါ့နော်ဒီ wp-config ဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ local မှာရှိတဲ့ database connection နဲ့ဒီအပေါ်မှာရှိတဲ့ database connection နဲ့မတူတော့ကျွန်တော်တို့က copy ကူးချလို့ရအောင်ပါအဲ့တော့ down လိုက်မယ်ပေါ့နော်အလွယ်တကူရအောင်ဒါ down ပြီးသွားပြီဆိုရင် okay တယ်ဒါနဲ့ကြည့်ပြီးကျွန်တော်ပြန်လုပ်ပါ okay အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီ database ဒီထဲအောက်စာတွေအားလုံးကိုကျွန်တော်တို့ wipe out လုပ်လိုက်မယ် delete လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် delete လိုက်ရှာမယ် more ထဲမှာရှိတယ်ကျွန်တော်တို့မလုပ်မလဲ delete ပေါ့နော် okay delete okay delete မလုပ်လို့မရတာပဲလားပါလားဆိုတော့ကျွန်တော် refresh တစ်ချက်လုပ်ကြည့်မယ်အဲ့တော့ folder တွေတော့မရှိတော့ဘူးနည်းနည်းတော့စောင့်ရတဲ့အနေထားရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ဖြတ်ကြည့်မယ်ခဏစောင့်ကြည့်မယ်ဗျာအဲ့တော့နောက်မစောင့်ခင်နောက်တစ်ခုဘာသွားလောက်အောင်မလဲဆိုကျွန်တော်တို့ရဲ့ database ပေါ့နော် database ကိုလည်းကျွန်တော်တို့စဉ်းစားသင့်တယ်ပေါ့နော်အဲ့တော့ MySQL database ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ php myadmin ပေါ့နော်အသစ်ကျွန်တော်တို့မလုပ်တော့ဘူးပေါ့နော်ကျွန်တော်တို့အဟောင်းထဲကိုပဲကျွန်တော်တို့လဲချလိုက်မယ်ပေါ့နော်အဲ့လိုလုပ်အောင်ဒါကပို့လွယ်တယ်ပေါ့လေအဲ့တော့ဒါသူ့ရဲ့ database လေးတွေအဲ့တော့ကျွန်တော်တို့testing လုပ်ထားတဲ့ဥစ္စာဖြစ်တဲ့အတွက်ဘာမှတော့နှမျောစရာတော့မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုဖြတ်ပလိုက်လို့ရတယ်အဲ့တော့ဒါကို check all လို့လုပ်လိုက်ပြီးရင် select မှာကျွန်တော်တို့ drop လို့လုပ်လိုက်မယ် okay drop လို့လုပ်လိုက်ပြီးရင်ကျွန်တော်တို့သေချာပြီလားပေါ့နော် yes ပေါ့နော်ဘာဖြစ်လဲ okay အဲ့တော့ဒါဆိုရင်
no tables found in database ပေါ့နော်ဒီ database မှာအဲ့တော့ကျွန်တော်တို့က import ပြန်လုပ်မယ်လွယ်လွယ်လေးပဲခုနဥစ္စာကို import ပြန်လုပ်မယ်ကျွန်တော်တို့ local တွေက SQL.SQL extension လေးနဲ့ဥစ္စာပေါ့နော်အဲ့တော့ download ထဲမှာဆိုရင်အဲ့တော့ဒီမှာ testing ပေါ့နော်ဒါလေးကို open လို့ပြောလိုက်မယ်အဲ့တော့ဒီမှာချိန်သွားပြီဆိုရင် go လို့ပြောလိုက်ဒါဆိုရင်ပြီးသွားပြီအစိမ်းလေးပြတာမှန်ချစ်လေးပြတာเนาะဒါဆို database ကျွန်တော်တို့ပြီးသွားပြီကျန်တာကဘာပဲကျန်တယ်လဲဆိုတော့ file တွေကိုဟိုတင်ဖို့ပဲကျန်တော့တယ်ပေါ့နော်အဲ့တော့ refresh လုပ်လိုက်မယ်ရှိနေသေးတယ်ပေါ့နော်ဒါအဲ့တော့ select all လုပ်လိုက်မယ်လုပ်ပြီးတော့ more တွေကိုသွားမယ်delete ဆက်ပြောမယ်ဖြတ်မလားဆို okay လို့ပြောလိုက်မယ်ဒါဆိုဘာမှမရှိတော့ဘူး okay အဲ့တော့ဘာမှမရှိတဲ့အချိန်ကျမှကျွန်တော်တို့ upload လုပ်ပါအဲ့တော့ upload ဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုရင်ဒီမှာ zip and extract ပေါ့ကျွန်တော်တို့က zip file တင်မယ် extract လည်းတစ်ခါတည်းလုပ်မယ်ဆိုတဲ့စနစ်ကိုရွေးမယ်အဲ့တော့ဒါလေးကိုရွေးမယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ file path ကိုလေးနည်းနည်းသွားရွေးရအောင်ကျွန်တော်တို့ဒီမှာထားထားတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ copy ကူးလာမယ်ပြီးရင်တင်မယ်ပေါ့ဗျာအဲ့တော့ choose file ပြီးလမ်းကြောင်းလေးပေးမယ် enter လေးနှိပ်လိုက်ရင်အဲဒီမှာ1ကိုရင်တင်အောင် open ဒါလေးရောက်သွားပြီဆိုရင် upload and extract လို့ပြောလိုက်မယ်အဲ့တော့အရင်ကျွန်တော်စမ်းတော့ဆိုရင်ဒီမှာကျွန်တော် file 100ကျော်သွားတယ်ပေါ့နော်100ကျော်သွားတယ်ဆိုတော့ဒီကောင်ကပေးမသွားဘူးတန့်နေတယ်ပေါ့နော်အခုကတော့ကျွန်တော်11 megabyte လေးလောက်ပဲရှိတယ်ဆိုတော့အဆင်ပြေလောက်မယ်လို့တော့ထင်တယ်ပေါ့နော်အဆင်မပြေရင်လည်းကျွန်တော်တို့ file လေးတွေကိုပိုင်းပြီးတော့ကျွန်တော်တို့လုပ်လို့ရတာတဲ့နီးလေးလည်းရှိပါတယ်เนาะဒီလိုပဲဟိုရှားကြံပြီးတော့ဟိုရတဲ့နီးလန်းနဲ့လောက်ရတဲ့သဘောပါပဲเนาะအဲ့တော့ဒါဆိုရင်သူက number 1ပြီးသွားပြီ number 1ပြီးသွားပြီဆိုကြည့်လိုက်ကျွန်တော်တို့တွေလေ okay အဲ့လိုပြီးသွားတာเนาะအဲ့တော့နောက်တစ်ခုထပ်တင်မယ်ဆိုလဲ upload ပဲကျွန်တော်တို့ zip and extract ကိုရွေးမယ် choose file ရွေးမယ်အခုနနေရာတန်းရောက်သွားလိမ့်မယ်တန်းရောက်ပြီးကျွန်တော်2ကိုပြန်ရွေးမယ်2ကတော့ဒီခါနည်းနည်းလေးကြီးမယ်ပေါ့နော်စမ်းကြည့်အောင် upload and extract ဘာဖြစ်လို့ zip ချုံလိုက်တဲ့အခါ original 45 megabyte လောက်ရှိတဲ့ဥစ္စာ20 megabyte လောက်ပဲရှိသွားတဲ့အတွက်ဒီ server ကအဲ့ဒီသေးလေးတွေကိုပဲလက်ခံတဲ့သဘောမှာရှိတယ်ပေါ့နော်သူကတခါတည်းဟို megabyte ကြီး traffic လာတဲ့ဥစ္စာကိုသူကမပေးချင်တဲ့သဘောရှိတယ်ပေါ့နော်အလကားလည်းပေးထားတာဆိုတော့လေဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီအဲ့တော့အဓိကနောက်တစ်ခုကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီ web config ဆိုတဲ့ကျွန်တော်တို့ connection လေးမှာကျွန်တော်တို့လဲရမှာပေါ့နော်အဲ့တော့ဘယ်လိုလဲမလဲအဲ့တော့ရိုးရိုးလေးပဲဒီကောင်ကိုကျွန်တော်တို့ဖြတ်လိုက်မယ်ဒီကောင်က local ကလာတဲ့အကောင်မဟုတ်လားနော် local ကလာတဲ့အကောင်ဆိုကျွန်တော်တို့ဒီကောင်ကိုselect မှတ်ပြီးတော့ဒီကောင်ကို do လို့ပြောလိုက်မယ် okay ဒါဆို do သွားပြီဆိုရင်ကျွန်တော်တို့ upload နဲ့ကျွန်တော်တို့ရွေးထားတဲ့ဥစ္စာရှိတယ်မလားနော်အဲ့ဒါကြတော့ရိုးရိုး file မယ်လေအဲ့တော့ file မယ်ဆိုရင် choose ကျွန်တော်တို့ဘယ်ထဲမှာရှိလဲ download ထဲမှာရှိတယ် download ထဲမှာဒီ web config file လေးကိုကျွန်တော်ဘာမှမလုပ်ဘဲနဲ့ဒီလိုပြန်တင်လိုက် upload ဒါဆိုရင်ပြီးသွားပြီအဲ့တော့ကဲကျွန်တော်တို့ရမရကျွန်တော်တို့စမ်းကြည့်အောင်ဒါကျွန်တော်တို့ page ပါအရင် how ပေါ့နော် refresh လုပ်ကြည့်လိုက်ကံကောင်းစွာနဲ့ပဲတစ်ခါတည်းကိုရတယ်ဗျာနော်ဘာဖြစ်လို့လဲဟိုအမှားယွင်းတိတ်မရှိတော့ဘူးဗျာကျွန်တော်တို့တစ်ခါတည်းကိုအကုန်လုံးရတယ်ပေါ့နော်မားတာလေးလည်းရှိနိုင်တယ်ပေါ့နော် about us လိုမျိုးဟို page လေးတွေရှိရင်ကျွန်တော်တို့သွားကြည့်ရမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့က page ထဲကျွန်တော်တို့ကလှုပ်ထားတဲ့ဥစ္စာဖြစ်တဲ့အတွက်ဘာမှနှိပ်เสียရတော့မလို့ပြင်ရမယ်ဥစ္စာလေးကိုဒါဆို local မှာရှိတဲ့ website လေး infinity free ပေါ့ကျွန်တော်တို့တင်လို့ပြီးသွားပြီပေါ့နော် website လေးပထမစာမျက်နှာလေးကဒီလိုလေးပေါ့နော်အဲ့တော့စူးစမ်းကြည့်ပါဒီ infinity free ကတော့ကိုယ့်ရဲ့ကစားကွင်းကြီးပေါ့နော်အဲ့တော့ sub domain လေးရပြီးတော့ကိုယ့်ရဲ့ website ကိုကျွန်တော်တို့တင်လိုက်ဖြုတ်လိုက်နေကျွန်တော်တို့ကစားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အခက်အခဲရှိရင်လည်း video comment လေးမှာလာပြီးတော့ကျွန်တော်မေးလို့ရတယ်ပေါ့နော်ကျွန်တော်တက်နိုင်တော့ကျွန်တော်ဖြေပေးပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်